လက်ရှိအခုခုနပြောချင်တယ်ကျွန်တော်ပြောလို့ရပြောဟုတ်တယ်လေတနင်္လာတိုင်းဒေသကြီးကနေပြီးတော့ပေါ်တော်မျိုးကနေပြီးတော့အန်တာလုံး10စီးနဲ့သူတို့အဖွဲ့ကိုကူညီပြီးတော့ဒဝယ်မျိုးကိုရောက်လာဒဝယ်မျိုးရောက်လာဒဝယ်မျိုးရောက်လာတဲ့အချိန်မှာကားလေးစီးကအခက်အခဲဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်ကားနဲ့မွန်ပြည်နယ်ကိုဆက်ပို့တယ်ဗျဟုတ်မွန်ပြည်နယ်ကိုဆက်ပို့ပြီးတော့အားလုံးတည်လာတဲ့ခီးတဲ့ပေါင်းက120ဗျ120တော့ဟုတ်ကဲ့120ကမွန်လဲပါတယ်ကရင်လဲပါတယ်မွန်ကရင်မာရင်အားလုံးဒီပါကုန်သွားတယ်ပေါ့အခုကျွန်တော်မှပါလာတာရောက်40ရောက်40မှာကြိုက်ထုတ်တယောက်ဆင်းတယ်ဝေါ်တယောက်ဆင်းတယ်ဆိုတော့38ယောက်ပါတယ်ဟုတ်သူတို့ရဲ့ list တက်ပါတယ်ကျွန်တော်တို့ကညမော်လမြိုင်ကိုရောက်တဲ့ချိန်မှာတနင်္လာရီတိုင်းကနေဘယ်လိုပို့လဲဆိုတော့တနင်္လာရီတိုင်းကနေပြီးတော့ဒီကျွန်တော်မျိုးနယ်ရဲစခန်းတွေကနေအတီးတီးသူ့မျိုးနယ်ကိုကျွန်တော်တို့လက်တင်နားတည်ဆောင်ပြီးပို့လာတယ်ဟုတ်ပို့လာပြီးတော့မှကျွန်တော်တို့ညကစခန်းချတော့ကျွန်တော်တို့ဆယ်မျိုးနယ်အဆောင်မှာစခန်းချတယ်သူတို့ဆယ်မျိုးနယ်အဆောင်ရဲ့ကွန်တီဆောင်မှာအေးစေးပေးနာတယ်သမင်းကျွေးတယ်ဟုတ်ဒီမနက်ကိုလည်းဒီဒေသအဝေးတရားမဲ့ရခိုင်ချင်းစကိုင်းသူတို့တွေအကုန်လုံးဒီမှာပါလာတဲ့မော်တော်ယာဉ်မှာပါလာတဲ့လူအားလုံးကိုဝန်ပြည်နယ်ကနေပြီးတော့မနက်က breakfast ကျွေးလိုက်တယ်ကျွေးပြီးတဲ့ပြင်ကိုနေ့လည်စာမစားရမှာကြောက်လို့ဆိုပြီးတော့သူတို့သမင်းတို့ထည့်ပြီးလိုက်တယ်ဟုတ်အဲ့ဒီအတွက်မွန်ပြည်နယ်ကနေချက်ချင်းထွက်လာတဲ့အချိန်မှာလည်းမွန်ပြည်နယ်ကလက်စင်ကစနစ်နဲ့ပဲတည်ဆောင်လာတယ်တည်ဆောင်လာပြီးတော့ကျွန်တော်တို့ကြိုက်ထိုရောက်တဲ့အချိန်မှာဝေါ်ကိုအကြောင်းကြားတယ်ဟိုအဲ့ကျွန်တော်မွန်ပြည်နယ်ကထွက်လာတဲ့အချိန်မှာသူတို့အဲ့လိုဧည့်ခံလိုက်တာမွန်ပြည်နယ်အစိုးရဧည့်ခံလိုက်တာလားဟုတ်တယ်ပရိုက်တာနဲ့မွန်ပြည်နယ်အစိုးရဖွဲ့ရပေါင်းပြီးတော့ကျွန်တော်တို့ကိုဒါဧည့်ခံတာလုပ်ပေးလိုက်တာဟုတ်အဲ့ဒါဆိုလို့ရှိရင်လက်ရှိအကိုတို့ကဒီကျွန်တော်တို့ရှိအကူညီလာတောင်းခံတာဟုတ်တာလက်ရှိရန်ကုန်မြို့ထဲဝင်လာပြီပေါ့နော်ဟုတ်ကဲ့ရန်ကုန်မြို့ထဲဝင်လာပြီဖြစ်သည့်အတွက်ကအကိုကလက်ရှိကမင်္ဂလာလုံးထွေအုပ်ရုံးကိုသွားမှရမယ်ဟုတ်ကဲ့ထွေအုပ်ချုပ်မှုဦးစီးမှုရုံးပေါ့နော်ကျွန်တော်ကကျတော့စေနာဝင်တာဟုတ်ကဲ့ကျွန်တော်စေနာဝင်တာဆိုတော့အခုလက်ရှိကကျွန်တော်ကလုပ်ပေးနိုင်တာပါလဲဆိုတော့သူတို့ကိုထမင်းမစားသေးကျွန်တော်ထမင်းကျွေးပဲဗျာဟုတ်ကဲ့အဲ့တော့ကျွန်တော်လုပ်ပေးလို့ရမယ်အဲ့နေထိုင်ရကြတော့ကျွန်တော်စီစဉ်ဖို့ကထပ်မှာဌာနဆိုင်ကိုကျွန်တော်တို့ကမေးရအောင်ပါလေဟုတ်ကဲ့ဗျအဲ့လိုမျိုးရှိရဆိုတော့အခုလက်ရှိကထွေအုပ်ရုံးကိုပို့ဖို့လိုမယ်ထွေအုပ်ရုံးအဲ့တဲ့ကိုပို့မှလို့ရမယ်နော်ဒီကောင်ကလက်ရှိလူ38ယောက်ပါတယ်အဲ့လိုမျိုးအခက်အခဲရှိတယ်ကျွန်တော်စေနာဝင်နေကြကျွန်တော်ဒီဘက်လက်ရှိလုံးဝလက်ခံလိုက်လို့မရဘူးဟုတ်ကဲ့အခုကျွန်တော်အဲ့တော့သဘောပေါက်သူတို့ပါတယ်အခုပါတယ်သူတို့ဘာလို့မလဲဗျာအေးတောက်ချင်လားမုတ်စားချင်လားထမင်းစားချင်လားအဲ့ဒါကျွန်တော်ကူညီလိုက်လို့ရတယ်ဟုတ်ကဲ့နေဖို့ထိုင်ဖို့ဆိုအခုထွေးကိုပို့မှရမယ်နော်ထွေးကနေမှထွေးဘယ်လိုပြန်လုပ်မလဲပေါ့နော်အဲ့တော့ထွေးဟိုဖြစ်ဟိုလေခဏအခုအော်ရင်းကျော်လမ်းပြောလိုက်အောင်အမှန်တော့ဒီဖြစ်စီကကျွန်တော်ကိုပို့ခိုင်းတဲ့ခီးစဉ်ကပဲခူးတိုင်းကိုပို့ခိုင်းတယ်ဗျဟုတ်ကျွန်တော်ရဲ့စာထဲမှာလည်းတင်ဝင်ပါလာတယ်ပဲခူးတိုင်းကိုပို့ပေးရမယ်ဆိုတာပဲပါတယ်ဒါပေမဲ့ကျွန်တော်တန်တင်တဲ့စစ်တောင်းတရားမှာချိတ်ဆက်ပြီးတော့ပဲခူးတိုင်းရဲ့ဝေါ်မျိုးနယ်ထွေအုပ်လို့ပါအောင်နဲ့ချိတ်ဆက်တဲ့ချိန်မှာသူတို့ကနေလုံးဝင်ကြီးချင်းချိတ်ဆက်ပြီးတော့ပဲခူးတိုင်းကကျွန်တော်တို့ကားကိုလက်မခံမင်းနဲ့ရန်ကုန်တိုင်းကိုပို့ပါဆိုပြီးတော့မော်လမြိုင်ကနေကျွန်တော်ဒီကိုတန်းပြီးဟောတာထွက်လာတယ်ဟာအဲ့တော့ပေါ့လေအဲ့တော့ရန်ကုန်တိုင်းကကြတော့ဘယ်လိုလက်ခံမလဲအဲ့ဒါကိုကျွန်တော်အခုဒါကြောင့်မို့ကျွန်တော်ရန်ကုန်တိုင်းကိုသူတို့ဒီမော်ကနေဆိုတော့ဆန်းရောက်တော့မေးကြည့်တဲ့အခါကျတော့သူတို့ကရန်ကုန်တိုင်းကိုအခုညီတောင်းတာတယ်တော့ပဲဒီဘယ်ဖွဲ့စည်းရမှာအခုညီတောင်းလို့မရဘူးဆိုတဲ့အတိုင်းအတာပဲကျွန်တော်ဒီတော့အတာထွက်လာတယ်အဲ့တော့ကျွန်တော်ကဒီကိုဘ누구ကိုကျွန်တော်ဘာလုပ်ပြီးဘ누구ကိုကျွန်တော်အခုညီတောင်းရမလဲဒီသဘောကသူတို့ကလည်းကူကူပြောလိုက်တယ်ဗျအောင်မင်းလာမှချပေးလိုက်သူစီစဉ်တယ်သူသွားလိုက်ဒီမှာကျွန်တော်ဒီမှာပါလာတဲ့လူတွေကသမင်းမစားရဘူးပတ်စံတပြားမှမပါဘူးအခုစားမပါတဲ့လူဘယ်ဆက်မလဲဘာမှနေပဲဘယ်သွားမလဲဘယ်တော့သူတို့ဟိုကနေချိတ်ဆက်လိုက်တဲ့ကဒီရောင်တိုင်းဆိုလည်းရောင်တိုင်းဆောရရုံးတော့ဘာလို့သူတို့ထပ်ချိတ်ဆက်ရမှာလေဒါမှသူအာနာပိုင်ဖွဲ့စည်းလုပ်တဲ့ကိစ္စဟုတ်တယ်ဗျဒါပေမဲ့အာနာပိုင်ဖွဲ့စည်းမှာဘာဖြစ်လို့ဘကိုးတန်းကကျွန်တော်တို့အရင်လက်မခံကျွန်တော်တို့ပို့ရမှာဒီဘကိုးဒါကြောင့်ဘကိုးတန်းကနေကျွန်တော်လက်မခံခဲ့တဲ့အတွက်ကြောင့်ဘုံကနေလည်းသူတို့ဘက်ကတန်းနိုင်တဲ့လိုက်ကူညီတောင်းလို့မရတဲ့အဆုံးမှာကျွန်တော်ရန်ကုန်တိုင်းပေါင်းပြီးပါဟောဒီမှာချပေးလိုက်ပါရန်ကုန်ထိုးထဲလို့ဖြစ်တာဗောဟုတ်တယ်အားကြောင့်ကျွန်တော်ကလည်းကျွန်တော်မျိုးနေဟုတ်ပါလားကျွန်တော်လည်းဒီမြောက်ကလနေတဲ့အတွက်ကျွန်တော်လည်းဒီလုံးရန်ကကျွန်တော်ရင်ပါဟဲ့ဒါဟိုဘက်တော့အကုန်ပုတ်ထုတ်ပြီးရန်ကုန်ဘလိုင်းထိုးထဲလိုက်တယ်ဟုတ်ပြီထိုးထဲတာရန်ကုန်ထိုးထဲတာထိုးထဲလို့ရတယ်မောတောင်ဝင်ကြည့်တယ်မောတောင်ဝင်သူကနဲ့သူလမ်းကြောင်းနဲ့သူစော့တဲ့သူအားလုံးတောင်ဝင်ကြည့်ပြီးသားဘကိုးတန်းကနေပြီးကျွန်တော်တို့ဘာကြောင့်ဒီလိုလုပ်တယ်လဲဒါဘကိုးတန်းရဲ့အစိုးရကနေပြီးတော့ကျွန်တော်တို့ဘာကြောင့်ဒီလိုလုပ်တယ်လဲအဲ့ဒါလေးကိုကျွန်တော်သိချင်တာဟုတ်တယ်ဒါသူမဟုတ်လေကျွန်တော်တို့လုပ်လေရန်ကုန်တိုင်းဆိုတော့သူလှမ်းချက်ရမယ်လေဟုတ်တယ်ဟုတ်တယ်မသူပို့ထုတ်လိုက်လေသူပို့ထုတ်လိုက်တာမှန်တယ်ဆိုလို့ရှိရင်သူရန်ကုန်တိုင်းဆိုတော့ချက်ရမယ်ဟုတ်ကဲ့အခုဆိုအကိုတို့ရန်ကုန်တိုင်းကိုဘလိုင်းအလွတ်ကြီးရောက်လာလို့ဖြစ်တယ်အခုကျွန်တော်အများအားထိတ်မှာမေးတဲ့အခါကျတော့ကျောင်းလိုက်ကွန်ပျူတာထိတ်မှာကျွန်တော်မေးကြည့်တဲ့အခါကျတော့ကျမတို့ဒီမှာဝင်စားမရှိပါဘူး
အဲ့တော့အဲ့လူတွေကိုအမလာမှာပဲချသူ့စီပြေလို့သွားစီဆိုတော့ဒီမှာသွားမဲ့လူကသူတို့ကဖက်နိုင်ငံကထောင်ကြကြီးမှစားမဲ့တောင်းမဲ့ဘွားနဲ့ဗမာပြည်ရောက်လာတဲ့အချိန်မှာဗမာပြည်ကသူတို့လောက်တဲ့ခါကျတော့သူတို့ဒီရခိုင်အောင်ဗာနဲ့ပြန်ကျွန်တော်ဆိုလို့ချင်တာချင်းအောင်ဗာနဲ့ပြန်ကြသူတို့ဒီညနေစားတော့ခမင်းစားဖို့ငွေတပြားမှပါမလားဘူး မဟုတ်ရတယ်အဲ့ဒါကျွန်တော်ကျွေးလို့ရ မှန်တယ်ကျွန်တော် ကျွေးလို့ရတယ်ဒါပေမဲ့ညအိတ်တဲ့ သွားဖို့ခရီးစဉ် ဆက်သွားဖို့နဲ့ညအိတ်ဖို့နဲ့ဟာကိုဘယ်လိုသွားလို့ကြအောင် အဲ့ဒါကိုဘယ်လိုစဉ်းစားမလဲအဲ့တော့ဘယ်ဖွဲ့စည်းကဘယ်လိုမှ ဘယ်လိုကြအောင်လို့ဘယ်လိုလုပ်ကြမလဲမသိဘူးအကောလည်းဒါကျွန်တော်တို့သိလို့ဝင်အကူညီတောင်းတယ်ကျွန်တော်ကခုနကပြောသူတို့လှုပ်ထားတဲ့ကိစ္စကိုကျွန်တော်ဝင်မရှုပ်ရဘူး သိတယ်ကျွန်တော်လည်းသဘောပေါက်တယ်ဒါပေမဲ့ကျွန်တော်ကတခုကူညီဖြစ်စေချင်တာဘာဖြစ်စေချင်လဲဆိုတော့ကဲသူတို့အစိုးရအဖွဲ့ကတော့မကူညီနိုင်ကျွန်တော်ပရိုက်တာအဖွဲ့တွေဘာလုပ်မလဲဟိုကဟုတ်လားရခိုင်နဲ့ဒီမှာရခိုင်ရှိမယ်ချင်းရှိမယ်သူတို့ပရိုက်တာအဖွဲ့တွေကိုကျွန်တော်တို့ဒီကနေပြီးချိတ်ဆက်ပေးလို့ရမှာသူလူလာခေါ်မလားကျွန်တော်ဒါလေးတော့ကျွန်တော်လိုချင်တယ်ဒါကြောင့်မို့ကျွန်တော်မသက်ကျွန်တော်လည်းအလန်းဝေးရအောင်ဘိုးကအလန်းဝေးအလန်းကြီးတဲ့လူဖြစ်တဲ့အတွက်သူတို့ပရိုက်တာအဖွဲ့တွေချိတ်ဆက်ပေးတာ တဲ့မြေကားပေါ်လူတွေကိုရေတိုက်ဖို့အေးတိုက်ဖို့နဲ့အလုံးလုံးလည်းအစာပြေကျွေးဖို့မလို့စီစဉ်လိုက် နော်ဘီးဖွင့်တော့လိုက်ဘာမှမဘီးဖွင့်တော့လိုက် ရှာဒီထဲမောင်းပါဒီဘေးမှာရ ဟုတ်လားဒီနေ့မောင်းလိုက် ပြောရမထိုးနဲ့ဒီဘက်ရှမ်းကိုထိုးခိုင်းတယ်ရောက်စခန်းအေးဘူးတွေရေတံဘူးတွေသွားယူကွာနော်လောလဲမုတ်တွေရှိမုတ်တွေရောက်လာမုတ်တွေယူလာခဲ့လိုက်အပေါ်လာမုတ်ဖာတွေအေးဘူးတွေရေတံဘူးတွေယူလာခဲ့လိုက်ဘာမှမကျန်ထမင်းကိုအိုးလိုက်တယ်ထားပါလို့မြင်လို့ဟာဘလိုတွေလဲဟာဘလိုလို့အောင်ဒီရောက်ကောင်နေအဲ့ဒါဆိုသူတို့အကုန်ပုတ်ထုတ်နေအခုရန်ကုန်တိုင်းချိတ်ဆက်ကိုမရှိဘူးပေါ့ ဟုတ်တယ်ကိုဒီဘက်ကရန်ကုန်တိုင်းနဲ့လုံးဝချိတ်ဆက်မရှိဘူးဗျ 对了，阳光那车子都不是不如到楼下不？我腰高不了嘞，苗里边是嘛？ ဒါပေမဲ့အားလုံးကတော့စစ်ဖြစ်တယ်ကျမရေးစစ်သေးချက်ခံယူပြီးစေးသားတွေအားလုံးပါတယ်ဗျ 高来了嘞，高来了嘞！အကောင်တော့ထောင်ကြလာတဲ့လူတွေကြီးပဲပေါ့ သူတို့ကဒီရိုးရနိုင်ငံကနေထောင်ထဲကထွက်လာတယ်လို့အားလုံးကဆိုထားတယ်ဗျ 我比我头有配头啥不？ ဒီတော့ကောင်းတယ်ဖိထည့်လိုက် 我老的比我配头了。 ဒီတော့ကောင်းတယ်ဖိထည့် ရခေါင်းထက်လိုက်ရထက်ထက်ရထက် ခန်းကြီးပဲဟိုကကောက်ကြည့် ကဲဘလိုတွေလုံးကြမယ်ဒီချိန်မှာတော့ pass ပေးလိုက်တာတော့တော်တော်လေးမိုက်တယ်နော်ဒါလူရောက်40 120အားလုံးရိုးရဘက်ကနေပြန်ချိန်ပေးလိုက်တာမြန်မာနိုင်ငံပြန်ချိန်ပေးလိုက်လူရောက်120ပေါ့ ဟုတ်တယ်120အဲ့ဒါတွေကဟိုဘက်ကနေတော့သူတို့အဖွဲ့ချင်းဆိုရအဖွဲ့ချင်းတင်းတက်တယ်ဗျကျွန်တော်ထွက်လာတွေကဘိုင်ဘာနဲ့ပို့တယ်ဆက်နဲ့ကြောင်းကြတယ်ကျွန်တော်တို့ကိုကျိုးတမျိုးနဲ့ကိုတစ်ခွက်လာငယ်သိန်းတွေကလာကျိုးသွားတယ်မွန်ပြည်နယ်ကြီးကျိုးတယ်မွန်ပြည်နယ်ကနေပြီးတော့ပဲခူးတိုင်းကြီးကိုလည်းအဲ့ဒီစနစ်တိုင်းပဲပို့တယ်ဘိုးတိုင်းကကြတော့မှကျွန်တော်တို့ထွေအုပ်ကိုဝင်ပြောတဲ့အချိန်မှာသူတို့နယ်လုံးဝင်ကြီးချင်းတောင်းကြလာပြီးတော့အချင်းချင်းပြောပြီးတော့မှကျွန်တော်တို့ကဘိုးတိုင်းကိုဝင်လို့မရဘူးရန်ကုန်တိုင်းမှာပို့ပါဆိုတဲ့အမျိုးကျွန်တော်စီအော်တာထွက်လာအဲ့တော့ကျွန်တော်ပြောရန်ကုန်တိုင်းပို့မဲ့အချိန်မှာကျွန်တော်ဘဒုစီကိုသွားရမယ်ကျွန်တော်မေးခဲ့တယ်မေးတဲ့အချိန်မှာသူတို့ကတက်နိုင်တော့ကိုတန်းပြီးတော့ပူညီတောင်းပေးမယ်လေဘုံကပဲပြန်ပြောတယ်တက်နိုင်တော့ပူညီတောင်းပေးမယ်သူတို့ချိတ်ဆက်လို့မရဘူးဆိုတဲ့အားသာတခုကျွန်တော်ဒီထွက်လာတယ်အဲ့တော့ဒီကြီးတဲ့ကျွန်တော်ရန်ကုန်တိုင်းဘယ်နေရာမှာထားပြရကျွန်တော်ဘက်ကမေးစရာဖြစ်သွားတယ်အဲ့ကျွန်တော်မှအကူကြီးမရှိတဲ့အတွက်ကျွန်တော်ပလက်ပြီးတော့အကူကြီးတောင်းတယ်ဗျ ပလဲပြီးတော့အကူကြီးတောင်းတော့ပလဲပြီးတော့ဘာလို့လောက်အောင်မသိဖြစ်နေခဏလေးကျွန်တော်နေပြည်တော်ရဲတပ်ဖွဲ့အလှမ်းအကြောင်းကြားပေးမယ်နော်အဲ့ဒီစင်ကကျွန်တော်ပူးပေါင်းပြီးတော့လှုပ်ဆောင်ကြတော့လက်ရှိကဟိုဟာယူခိုင်းလိုက်အစားအစာတွေအရင်ကျွေးဖို့လို့နော်โอเคခဏလေးအဲ့ဒီကမိုးပတ်မယ်နော်အဲ့ဒီကိုဒီမှာတလုံးချင်းနေစီလိုက်နော်ဒါဒီဘက်မှာစီမယ်ဒီဘက်တစ်လိုင်းမှာစီမယ်အဲ့ကြားထဲမှာလူတွေအိတ်မယ်နော်ခရီးရန်နေလားအကောင်လုံးခရီးရန်နေပြီပဲလားခရီးရန်လူမျိုးတွေပဲနော်ရပြီအဲ့တော့ချင်းမိုးနေပတ်မှာဆိုလို့နော်အထဲမှာအိတ်ရလေးတွေပါလားအိတ်ရလေးတွေပါလားဖြာပေးလိုက်တယ်နော်အဲ့ကိုတို့အဲ့ဖြာလေးတွေအရင်ခင်းလိုက်နော်ပြောလို့ခင်းလိုက်လက်ရှိကကျွန်တော်တို့ခုနကကုညီမှုအပိုင်းမှာလူ38ယောက်မှာရခိုင်တိုင်းရင်းသား21ယောက်ပါပါတယ်အဲ့တော့ရခိုင်တိုင်းရင်းသားအဖွဲ့အစည်းကနေလာရောက်ကုညီပြီးခေါ်ဆောင်သွားပြီးတော့မှအဲ့မှာအစောထွက်ဖြစ်နေတဲ့ဗမာလူမျိုး
ဒီကိုလည်းအခုလက်ရှိကဟိုပေါ့ဟိုဗမာလူမျိုး၈ယောက်ကိုလည်းရခိုင်တိုင်းသားအဖွဲ့အစည်းကနေကူညီပေးသွားပါတယ်ဟိုလက်ရှိကတော့ချင်းလူမျိုး၈ယောက်ကိုတော့အဲ့ကားကြီးကတော့ထွက်သွားပါပြီအောင်မင်္ဂလာဝင်းတဲ့ကိုနော်ဌာနဆိုင်ရာအားလုံးပူးပေါင်းကူညီဆောင်ရွက်လိုက်တဲ့အချိန်မှာလက်ရှိချင်းလူမျိုး၈ယောက်ကိုတော့ဒီချင်းအဖွဲ့အစည်းများလာရောက်ကူညီခေါ်ဆောင်ခြင်းမရှိတာဖြစ်သည့်အတွက်ကျွန်တော်တို့ပလဲမျိုးတဲ့အရန်ပြီးတဲ့တစ်ဖွဲ့မှာစခန်းမှာမိုးတွေကလည်းရွာလာတယ်ဗျနော်မိုးတွေကလည်းရွာလာတယ်မှာသူတို့မှာအခက်အခဲတွေအရန်ရှိသွားတယ်ရှိတော့ကျွန်တော်တို့ပလဲမျိုးတဲ့စခန်းမှာလက်ရှိဆောက်ရှောက်ကူညီလိုက်ပါပြီအများပြည်သူသိအောင်လဲကျွန်တော်တို့အသိပေးတာပါဒါတော့တိတိန်ချင်းတွေဖြစ်ပါတယ်တိတိန်ချင်းပေါ့နော်အကုန်လုံးတိတိန်ချင်းတွေနော်တိတိန်ကချင်းလူမျိုးတွေဖြစ်တယ်ဒါကျွန်တော်တိုင်းသားညီကိုတွေဖြစ်သည့်အတွက်သူတို့အခက်အခဲကြုံနေကြတယ်သူတို့ကလည်းကျမ်းမာရေးစစ်စစ်ချက်တွေအကုန်ပါလာတယ်ထိုင်းနိုင်ငံကျမ်းမာရေးစစ်စစ်ချက်မြန်မာနိုင်ငံကျမ်းမာရေးစစ်စစ်ချက်နော်အကုန်လုံးဒီကျွန်တော်တို့ quarantine center ဝင်ထားခဲ့တဲ့အရာတွေအကုန်လုံးပါလာဖြစ်တဲ့အတွက်ကျွန်တော်တို့ plan မျိုးတဲ့အရင်ပြတဲ့စကန်မှာဒီညသူတို့ကြောချပြီးနားလို့ရအောင်ဖြစ်တဲ့အတွက်ကုညီဆောက်ရှောက်လိုက်တာဖြစ်ပါတယ်ခင်ဗျအားလုံးသိပြီးတာရပြီအခုနောက်လည်းခင်းလို့ရတဲ့ဟန်ဝိုင်းခင်းပေးလိုက်ဟိုမှာယောဂဘိုးတွေပဲတွေ့လာတာလို့ positive ဖြစ်လာတာပေါ့ရှိလားမရှိပါဘူးနော်ဘဏ္ဍာတွေကြာတာတော့ထောင်းနေရဆယ်လာပိုင်းကဲလို့ခင်းကြပါဦးလို့ပါတယ်ကျွန်တော်လူတွေအိမ်ပါလေဆိုင်ကတော့ပဲဆိုအော်ဖြာပဲလို့လားဖြာမပါဘူးအော်အဲ့ဒါမသိဖြာပါတယ်ကျွန်တော်ရှိလားဖြာတွေရှိသေးလားဟမ်မရှိတော့ဘူးတာလပတ်ဟမ်အဲ့လိုခင်းလေဟိုကျွန်တော်ဟိုစားလေကျွန်တော်ဗီဒီယိုဘေးနားမှာခင်းတဲ့အစတွေရှိရလေကျွန်တော်ဖြတ်ထားတဲ့အပိုင်းစားတွေရှိအဲ့တော့လေဆိုပြန်မှာမလားပြန်လေဘိုးရွာတယ်ပြန်တော့ငါထမင်းမစားသေးဘူးနော်ထမင်းလောက်ကြအောင်ကြံငါတော့ကြံသေးလားသူများကူညီနေတာနဲ့ဟုတ်တယ်လေဘယ်သူမှမကူညီဘူးလေမကူညီတော့ကိုယ်ကူညီရကွာဒါပဲပေါ့နော်အောက်ထက်ကရှင်းလားလူအိတ်လို့မရဘူးနော်ပစ္စည်းတွေပြည့်ဒီလောက်ကိုထီပေါက်ရင်ကောင်းမှာကွာနော်ထီပေါက်ရင်စော်ဦးတွေစောက်ပြက်လိုက်မယ်နှစ်ထပ်တွေသုံးထပ်တွေတော့ကောက်ရတယ်ဆိုရင်အကုန်ကယ်ပလိုက်မယ်ကြာလို့တွေ့လားအော်ဒီမှာခင်းထားတာပဲဒီမှာတပိုင်းခင်းထားအဲ့ကျွန်တော်ဟိုအစိမ်းသားတယ်လေအစိမ်းသားအေးဟိုမှာအစိမ်းသားအလိတ်တွေရှိအောင်မယ်ထင်တယ်ကျွန်တော်တို့မင်္ဂလာဆောင်ခန်းသားငှားလိုက်တဲ့အချိန်ခင်းနေဟိုင်းအဲ့ဒါတွေထုတ်လိုက်တော့ဟိုကျွန်တော်ကားထားတဲ့နေရာတွေအကုန်ဖယ်ပြစ်တာပါအဲ့လိုရှေ့ရောက်လဲတော့အေးစင်ပြေတယ်နော်ဆွဲရတယ်ဆွဲနော်ဟိုကျွန်တော်ဒီဘက်ကိုခေါင်းရင်းပေးလိုက်ရတာနော်ခေါင်းကိုဒီဘက်ထားဟိုဘက်ချင်ရင်းပေးလိုက်နော်ဒီဘက်ကိုခေါင်းရင်းပေးနော်အခုမှ SB ရလာပြီးတော့ဟုတ်တယ်အော်ရှာပါကြည့်ဦးအားတက်တယ်အခုချိန်ဒီမှာနော်ဒါခုနခေါ်ဆက်ကြော်လူချင်းပါသူကကျွန်တော်နောက်နှစ်အခုဆိုရင်နွေရာသီမှာပလဲမိတဲ့ကိုမိသက်ကလှူဖို့အတွက်စဉ်းစားနေတာဖြစ်ပါတယ်လေချုပ်တာဟုတ်တယ်ဒီလိုအဆက်တွေမှထားလိုက်နော်ဒီမဲ့ဆောင်းနေပါရောပါလားပါတယ်နော်တို့ဆောင်းနေရောရှိသေးလားဆောင်းနေခေါင်းနေပါလားโอเคရပြီအေးစစ်အနောက်ရေချိုးမလားရေချိုးလိုက်လမ်းအောင်နော်ရန်ကြီးပဲဆက်ပြဝူးတွေချပေးခေါင်းလျှော်တွေချပေးကလီးယာဘောက်ပြောက်တယ်ပဲလည်းလှုပ်လိုက်မရှိတော့ဘူးမလားမရှိတော့ရှောက်လည်းဖိတ်ပေါ့အေးစစ်ဘာမှမပြုကျွန်တော်တို့ကစေတနာဝင်နေ
对啦，说话哪个咋的么好？ကျွန်တော်တို့တွေကနော်စေတနာဝန်ထမ်း volunteer တွေနော်အကုန်လုံးကျွန်တော်တို့ကအတူတူပဲပြည်သူပဲအတူတူပဲကျွန်တော်တို့ဝါသနာပါလို့ဒီ uniform တွေဝတ်ပြီးတော့ပြည်သူကိုကူညီနေတာအတူတူပဲအစိုးရအဖွဲ့ကြီးမဟုတ်နော်အဲ့ဒါအေးအေးဆေးဆေးပဲဘွားတွေအတူတူပဲဆိုတော့ပြောပြတယ်စိတ်ထဲမှာတွေးပြီးကြောက်တာတို့ဘာလို့အဲ့လိုမျိုးတွေဖြစ်နေမှာဆိုလို့လွတ်လွတ်လပ်လပ်နေအေးစီဘာမျိုးနောက်မှာအိမ်သာနှလုံးရှိတယ်နော်ရေချိုးမယ်ဆိုဟိုမှာရေချိုးလို့ရပြီအဲ့ဘေးနားစတီအိုကရေတက်နော်တားရဲမှာတောက်ဖို့ခွက်နှလုံးချိန်ပေးတာရေတောက်မယ်ဆိုဟိုစတီအိုမှာတော့အဲ့ဒါရေတက်ဆက်နော်နော်အကွာဒေါက်တာကနေလှူထားတဲ့ရေတန်းဆက်ရေတောက်မယ်နေရဒါရပြီထမင်းထပ်စားအောင်မလားထမင်းစားအောင်မလားကော်ဖီတောက်မယ်ကော်ဖီအေးကော်ဖီလားကော်ဖီတောက်မယ်ဟုတ်ပြီဒါပဲရမယ်လေအစီပဲအပေါ်ဆုံးကော်ဖီမင်းဆက်ပြဘူးတွေထုတ်လိုက်လေဟိုမှာဗာလာလှူထားတယ်လေဟိုတနေ့ကဆက်ပြဆန်းစစ်ကလာပါလဲကုမ္ပဏီကလာလှူထားတယ်ရှိတယ်လေနာအခုရရစားကို coffee ဘယ်နှခွက်လဲပြော1 2ဟမ် coffee လား coffee okay coffee okay 4ခွက်3ခွက် okay 3ခွက်နော်အေး 3D ဟဲ့ဒါတို့ဟိုလေရေဘူးတွေပါနော်ရပြီ okay နားတော့ရေချိုးရင်ချိုးနော်ဝစ်စားပိုတွေပါလားဝစ်စားပိုတွေပါလားပါတယ်နော်မရေကန်နော်ရေချိုးဆက်ပဲခေါင်းထဲမှာလောင်းချိုးလိုက်တော့အကုန်ချိုးပြီးမှအဲ့ဖုံးအားသွင်းနေတယ်ဟာရတာဗောလုပ်ပြီးမှအဲ့ညီလေး extension ဘုတ်ဆွဲပေးကွာ extension ဘုတ်ပါတယ် extension ဘုတ်အခုဒီမှာလာသွင်းလို့လည်းရတယ်နော်ဒီမှာသွင်းလို့ရတယ်တဲ့လားနော်ကျွန်တော်ထိုင်ကုန်လုံးဇဝဲဟုတ်ဇဝဲအစိမ်းလေးလုံးအဲ့ကြားချပေးတာလေညီလေးဇဝဲအစိမ်းလေးတော့အစိမ်းလေးလုံးချပေးတာလေအေးအမအစိမ်းလုံးလည်းချအမဖုန်းအသွင်းလို့ရတယ်နော်ကောနော်ဒီညီကိုလေးတွေကတော့ခြေတိတိမ်ချင်းလူမျိုးလေးတွေဖြစ်ပြီးတော့မှခရစ်ယာန်ဘာသာကိုးကွယ်တဲ့ချင်းတိုင်းသားလူမျိုးလေးတွေဖြစ်ပါတယ်ဒီညတော့ကျွန်တော်ကင်လိုက်ပြီဗျာโอเคမင်္ဂလာရှိသောညချမ်းလေးပါဗျာโอเคညီလေးပြောဘာဖြစ်လို့လဲရတယ်ညီလေးရတယ်ကိုကြီးထွင်းမစားလေကျေးဇူးကွာသမီးပြင်လိုက်တော့ရေချိုးမယ်လေငါလည်းရေမချိုးရသေးဘူးလေဩအေးလေကျတို့ရင်ချိုးခိုင်းလိုက်ချိုးတဲ့ညဟဲ့ခေါင်းလျှော်ရည်ဆက်ပြတ်ဘူးလေလုံးအောင်ဟာရေဖြည့်ပေးပါအောင်ရေဖြည့်ပေးထားပါအောင်